အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့နှစ်ထောင် FA ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာခွေးကြော်လူရဲ့တို့ဖွဲ့တွေစောစီတောထဲမှာချက်တော်ဦးတွေဖြစ်နေတာဘာလို့လဲဆိုတော့လမ်းတွေပျောက်ပြီးပူဆပ်ပူလောင်ဖြစ်နေတာအဲ့ဒါနဲ့ကွီးလေသူ့တပည့်တွေကိုအရန်ပူကြဖို့ပြောပြီးအသုံးပတ်တာအမေဆုံးတက်ကြမ်းတဲ့အဖေဆုံးတောထဲများရောက်လာလို့မသိဘူးလူရိုင်းတွေပါပေါ်ချလာရောအဲ့ဒါလူရိုင်းသာဆိုတဲ့ငနဲတွေကအညာဆောင်နေတယ်ကိုမတိုးအောင်စီကအော်ရာမှားထားလာမသိဘူးအဲ့ဒါပူပူလောင်ကြီးတဲ့လေအညာဆောင်တွေတလွားလွားနဲ့ဂျုံးနဲ့သုံးပတ်ထိုးနေတာဒီဘက်ကငနဲတွေကလန့်နေပြီပြီးတော့ဘာပြောညာပြောတုံချိုးနဲ့ချီထားတဲ့တစ်တုံးကြီးလွှဲထုတ်ပလေတာပြီးတော့ဆရာတပည့်တွေဒလိတ်ခောက်ခွေပဲအဲ့ဒါမော်ကြည့်လိုက်တော့ဂလုဆိုပြီးနဲတဲ့အမြင်ကြီးမဟုတ်ဘူးအဲ့ဒါတော့ဘာမှအပုံပဲလို့ထပ်တိုးကြမယ်ဆိုပြီးအသုံးထွားချလာပြန်ရောဟိုမှာဆက်ကူလူသားတွေလားမသိဘူးဒီလောက်အမြင်ကြီးကကြာတာဘာမှဖြစ်လို့အလုံးနဲ့သူတို့ကတမောင်းဒီဘက်က GM တို့ကလည်းသားမွေးဖက်ရှင်နဲ့တင်းတင်းပေါစားကိုဖွန်လာချောင်းနေလို့ဓာတ်နဲ့ထိုးမယ်လို့ဒါအိမ်မက်ဖြစ်နေလို့တော်သေးတယ်အဲ့ဒါဘေးမှာကြည့်တော့လုံးလုံးတို့တယောက်ရှိနေသေးတာကိုအဲ့တော့ဘေးကတယောက်ကလည်းတဝင်းလေးထတိုးပြီးမနှက်ချတော့တင်းတင်းပေါစားကတကယ်ပေါ်ချလာရောကိုရန်တော်တွေနဲ့တော်တဲ့ထွက်နေတော့ GM တို့အဖွဲ့ကလူလိုက်တီတာဟိုငနေကဘယ်ရဲကတေးခြင်းလည်းမသိဘူးထိုးတော့မထိုးရသေးဘူးသူကအရင်ထွက်နေတာပြီးတော့တစ်ဆက်တည်းအညာဆောင်ဘအတူတူချင်းကိုတင်းတင်းပေါစားတို့ကပါဝင်တီတော့ဘလို့တွေခွဲရမှာမသိတော့ဘူးနောက်ဆုံးဇဝေတမွေးရှေ့ချထားတဲ့တကြိုးပါလာတော့ဟိုကောင်တွေလည်းပြေးတင်းတင်းပေါစားလည်းအဖမ်းခံလိုက်ရရောဟိုပါဇဝေမွေးရှေ့ချထားရင်တမျိုးကိုတမျိုးထူးချနေတာအဲချင်းကီတို့ကလည်းကြောက်ထဲကနေတက်ချလာပြီးမသိငါသွေးထွက်နေတဲ့ငနဲကိုတွေးတော့ဟိုလိုဖြစ်နိုင်တယ်ဒီလိုဖြစ်နိုင်တယ်နဲ့ဟိုလိုဒီလိုကိုလားရှည်ဒီဇိုင်းတွေထားလို့ပြန်ရောကိုမအလိုလုံးနေရင်ဒီဘက်ကလူရိုင်းသားကြီးကလည်းလူတွေရိုင်းတာမဟုတ်ဘူးဟိုပါရိုင်းတော့ချက်စားဒီလေးမျက်ရည်ကိုအတဲတီးမှလို့ပြန်ရောကိုမအဲ့ဒါမျက်ရည်ကလည်းအသကုံပြေးသားကြီးကလည်းတအားတီးမှဆိုပြီးအတင်းလိုက်တယ်ချယ်ဒီသေးနေဖြစ်နေတာတော်သေးတယ်ကွေးနဲ့သွားတူတော့အမသားကြီးလည်းအထူးခံလိုက်ရပြီမျက်ရည်ကလည်းသူတို့ကိုကျေးဇူးတင်တာနဲ့နှလုံးပြူစကားတွေပြောပြီးခေါ်ချလာရောစကားရောက်တော့လေလူတွေစုံပြီး GM ကလည်းတင်းတင်းပေါက်စားဖို့တွေ့တော့အိမ်မက်ထဲကလူတယောက်ဆိုပြီးနောတော်တွေထားဖြစ်တခါကွီတို့ပါထတ်တိုးချလာတော့လူရိုင်းရွာကနောက်မှာဘီဂျိုးကြီးနဲ့ကိုပါရဲစင်ဝင်ကြီးအလုတ်စူးစားတာလူရိုင်းရွာတော့ဘီဂျိုးရောက်တယ်အဲကနေတင်းတင်းပေါက်စားနဲ့ကွီးကပါအသိရထပ်ဖြစ်ပြီးတင်းတင်းပေါက်စားကအသက်တစ်ထောင်ရှိပြီးကွီးနဲ့ဘဲဇာကားမှာဘလို့တွေအနွယ်ကလေးမသိဘူးတော်တဲ့လာရှုပ်နေတာဒါနဲ့သူတို့လည်းရှုပ်ချင်းနောက်မှရှုပ်ဆိုပြီးညာကြတော့လူရိုင်းဓာတ်တွေနဲ့ဖြော်ပြီးတာမိုက်တယ်တို့မလိမ္မာဘူးတို့ဖြစ်ကုန်ရောပြီးတော့ခေါင်းဆောင် GM ကနှလုံးပြူစကားတွေထပ်ပြောပြီးသူတို့ရွာကကြားလာရင်မှဒီမာလာရင်ကြားဒီဆိုပြီးတင်းတင်းပေါက်စားနဲ့မျက်ရည်ကိုကွီးနဲ့အပြန်လာတီးမယ်လို့တော့လုံးတော်လို့ရောသားကြီးကရောမရတဲ့ဖြစ်ကုန်ရောမျက်ရည်ငါကြိုင်နေပြောထနေမိတဲ့နှလုံးနဲ့ကြက်နေတာစံတော်ငါအတွက်နေပြောထားနေမေအမကွီးကလည်းအောင်ပါလေတီးရမှာကိုအသကုံတွေထညင်တော့ပြန်ပြောင်းမျက်ရည်ကစိတ်မကောင်းနေဖြစ်ကုန်ရောကိုမအဲ့လောက်သဘောကောင်းနေပါတနေ့နှစ်ကောင်ကြားတဲ့ကြားကြီးခေါ်ပြီးသွားမယ်ကိုမအလုံးနဲ့တော်ရဲနေပြီးအချောက်ဘပြဿနာတွေတက်တာကွီနဲ့ GM တီးပွဲတွေဖြစ်ကုန်ရောအမကွီလဲလိုက်ရသားနဲ့တီးပြီမယ်စပင်ဝေးတစ်ချောင်းချတဲ့ကောင်ကဒုံးနဲ့တက်ချလိုက်တာကွီက story ထားဖြစ်ရော don't touch me ဆိုတာဒါပြောတာဖြစ်မယ်အလုံးနဲ့ကွီကချလိုက်တကြိုးက don't touch me လို့တော့နောက်ဆုံးကွီရှုံးသွားတာနဲ့တင်းတင်းပေါက်စားတဲ့အသက်တစ်ထောင်မကလို့ဘဏ္ဍထောင်ဖြစ်ဖြစ် GM ကအသကုံတွေတီးထုတ်ပြီလေဒါမိုးပါလင်းထွက်သွားတယ်ဟိုမှာအဲကနေတင်းတင်းပေါက်စားလဲဟင်းနေဖြစ်ကွီကလည်းတနက်ကြီးခါကြထိုးပြီးဘာမှမကူနိုင်ဘူးကိုပါတနက်ကမီးမွေးဖို့ထည့်ထားလာမသိဘူးအလိုနဲ့လူရိုင်းရွာမှာအချောက်ပုတ်တနာတွေတက်ပြီးပရမပိုင်းလေးပြီးဆုံးသွားပါပြီ